ခမရဘဲတော့ကမှာမဒုစီခဲမှာမကြားဘူးသေးတဲ့အမှန်တရားတွေချို့ကိုဒီနေ့ချို့ပြောပြမယ်လူငယ်တွေရောက်ပေါ်မှာအမားဆုံးသောဆုံးဖြတ်ချက်တွေချမိတတ်တဲ့အချိန်ဟာသူ့ဘေးမှာမှန်ကန်တဲ့လမ်းပြမြေပုံမရှိတဲ့အချိန်ပဲလူအများစုကခမရကိုအစဉ်ပြေသွားမှာပါလို့နှစ်သိမ့်စကားပြောကြပေမယ့်ကျုပ်ကတော့ခမရကိုမြည်သူမြမပြောဖြစ်တဲ့ခါးသီးတဲ့အမှန်တရားတွေကိုတိုက်ရိုက်ပြောသွားမယ်ခမရရဲ့ဘဝကိုအခုချက်ချင်းပြောင်းလဲပေးချင်နေဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်တာဒီနေ့ဗီဒီယိုမှာတော့ကျုပ်တို့ဆွေးနွေးသွားမှာတွေက masculinity ယောက်ျားပြီးသားမှုရဲ့အထီးပဲ the dopamine trap မင်းရဲ့ဖုန်းကမင်းကိုဘယ်လိုဖျက်ဆီးနေတယ်လဲ fear of rejection အငြင်းခံရမှာကြောက်တဲ့စိတ်ကိုဘယ်လိုကြော်ဖြတ်မလဲ financial advantage စီးပွားရေးနဲ့နည်းပညာ the dark triad အမောင်ဘက်ချမ်းသုံးမျိုးရဲ့အန်ဒရယ်စတဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ယောက်ျားပြည်သားမှုရဲ့အဓိပ္ပာယ်ဒီနေ့ခေတ်မှာယောက်ျားပြည်သားမှုဆိုတာကိုလူလေလွဲမစွာနားလည်နေကြတယ်ဗျယောက်ျားဆိုတာခက်ထန်ရမယ်မငိုရဘူးအားလုံးကိုအနိုင်ကျင့်အပိုင်စီးရမယ်ဒါဟာကြီးမားတဲ့အမှားကြီးပါပဲတကယ်ယောက်ျားပြည်သားမှုဆိုတာတာဝန်ယူမှုပဲဗျခင်ဗျားရဲ့မိသားစုကိုကာကွယ်တာခက်ခဲတဲ့အခြေအနေမှာတီတီငင်ငင်နဲ့ဆုံးဖြတ်ချက်ချနိုင်တာကိုယ့်ရဲ့စကားကိုတန်ဖိုးထားတီအောင်လုပ်တာတွေဟာတကယ်စစ်အမှန်တဲ့ယောက်ျားပြည်သားမှုပါပဲအရင်ခေတ်ကအမျိုးသားတွေဟာရန်သူတွေကြားတဲ့ကနေမိသားစုကိုကာကွယ်ခဲ့ကြတယ်ဗျဒါပေမဲ့ဒီနေ့ခေတ်မှာတော့အမျိုးသားအတော်များများဟာအိယာထဲမှာလွဲပြီး notification တွေကြားတဲ့ကနေဖုန်းကိုပဲကာကွယ်နေကြတာဖြစ်နေလေခဏကောဘလို့အမျိုးသားမျိုးဖြစ်ချင်တာလဲမင်းရဲ့ဖုန်းကမင်းကိုဘလို့ဖြစ်စီးနေတယ်လဲခမရမနဲ့နိုးတာနဲ့ဖုန်းကိုအရင်ကင်တယ်လားဒါဆိုရင်ခမရရဲ့ဦးနှောက်ဟာရီမန်းချက်ဒီစီတွားမဲ့အစား survival mode ရှင်တန်ယုံတက်တက်သေးကိုချက်ချင်းရောက်သွားပြီပဲခမရ TikTok တို့မဟုတ် Facebook scroll လုပ်နေတဲ့အချိန်တိုင်းဦးနှောက်က dopamine ဆိုတဲ့ပျော်ရွှင်မှုဟော်မုန်းတွေကိုတစိမ့်စိမ့်ထုတ်ပေးတယ်ဒါဟာမူရစီတုံးဆွဲတာနဲ့ပုံစံအတူတူပဲဖုန်းကိုဆေးလိုပဲဆွဲလန်းနေတဲ့သဘောပေါ့တကယ်တမ်းမင်းလို့ရမယ့်အလုပ်ကစာကြည့်ဖို့ဒါမှမဟုတ်အလုပ်ကိစ္စတစ်ခုခုဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဦးနောက်ကစာဖတ်တာကပင်ပန်းတယ် scroll လုပ်ရတာပိုလွယ်တယ်ဆိုပြီးမင်းကိုလှည့်စားလိုက်တယ်ဒါကိုစုတော့ OCD လို့ခေါ်တယ်မင်းကိုမင်းမထင်းချုံနေပဲခဏလေးပါပဲကွာဆိုပြီးဖြတ်မရပဲဆွဲနေမရအငင်းခံရမှာကြောက်တဲ့စိတ်လူငယ်တော်တော်များများဟာ dating မှာပဲဖြစ်ဖြစ်အလုပ်အကိုင်မှာပဲဖြစ်ဖြစ်ငင်းပယ်ခံရမှာ rejection ကိုတည်တတ်ကြောက်ကြရဲ့ခမားကြိုက်တဲ့မိန်းကလေးကိုစကားတွားမပြောရဲတာခမားရဲ့ idea ကိုတထေးစီမတင်ပြရဲတာဟာခမားရဲ့ကိုယ်ပိုင်တန်ဖိုးကိုအငင်းခံရမှာကြောက်တဲ့စိတ်အပေါ်မှာတွားပုံထားလို့ပဲဖြစ်ပါတယ်ဥပမာခမားရောင်းတဲ့ပစ္စည်းတစ်ခုကိုလူတစ်ယောက်ကမဝယ်ဘူးလို့ညင်းလိုက်တာဟာခမားကိုလူညံ့လို့ပေါ်လာမဟုတ်တော့သူနဲ့မကိုက်ညီသေးလို့မဝယ်တာပဲ rejection ကခမားရဲ့ထစ်တင်မှုကိုညင်းပယ်တာမဟုတ်ပဲလမ်းကြောင်းတစ်ခုရဲ့သင်ခန်းစာလို့တပေါ်ထားပြီးတည်ထားရင်ဒါကအဆင်ပြေပြီပေါ့စီးပွားရေးနဲ့နီးပညာလူကြီးတွေကမင်းတို့ငယ်သေးတယ်ဘာမှမသိသေးပါဘူးကွာလို့ပြောကောင်းပြောပါလိမ့်မယ်အရင်ခေတ်ကဆိုရင်ဒါဟာမှန်ကောင်းမှန်နိုင်ပါတယ်ဒါကို gerontocracy တက်ကြီးဝါကြီးဝါတာလို့ခေါ်တယ်ဒါပေမဲ့အခုခေတ်မှာတော့ technology တွေကကစားကွင်းကိုပြောင်းလဲပစ်လိုက်ပါသည်အရင်ခေတ်ကဆိုရင်ကုမ္ပဏီပိုင်ရှင်ဖြစ်ဖို့နှစ်20ကြာအောင်စူးစမ်းရတာတို့ဘာတို့ပေါ့ဒါပေမဲ့အခုခေတ်မှာ content creation digital skills နဲ့ AI ကိုသုံးပြီးခင်ဗျာ3နှစ်ကနေ5နှစ်အတွင်းအောင်မြင်နိုင်တယ်ခင်ဗျာရဲ့နီးပညာဘလောက်ထောက်ဆုံအောင်ပိုင်နိုင်လဲဆိုလာပဲမှုတည်ပါတယ်အသက်50အရွယ်လူကြီးတစ်ယောက်ဟာ Facebook ကကြော်ရတဲ့ခုကိုဘလို့ run ရမလဲဆိုတာမသိနိုင်ပေမဲ့ခင်ဗျာကတော့တပတ်အတွင်းသင်ယူနိုင်တယ်ပြောရရင်ဗျာခင်ဗျာကဒီ tool တွေကိုအလကား scroll လုပ်ဖို့သုံးမလားဒါမှမဟုတ် build လုပ်ဖို့သုံးမလားအမောင်ပဲချမ်းခမရဲ့ဘဝကိုတိတ်တိတ်ဆိတ်တနေတဲ့အရာ၃ခုရှိတယ်။ alcohol ပျော်ဖို့တောက်တာလူစင်းချင်မပေးပါနဲ့။ဒါကမင်းရဲ့ယောက်ျားဟော်မုန်းကိုကျစေပြီးဆုံးဖြတ်ချက်တွေကိုဝေဝါးစေပါတယ်။ cannabis
ဆေးချောက်ကတဘာဝပဲလို့ပြောကြပြီးမယ်လေကောင်ကမင်းရဲ့ motivation တက်ကြွမှုကိုအမြင့်ကနေဆွဲနှုတ်ပစ်တာပါ porn ဒါဟာအဆိုးဆုံးပဲမင်းရဲ့ဦးနောက်ကိုအစစ်အမှန်မဟုတ်တဲ့ပျော်ရွှင်မှုတွေနဲ့အသားချစေပြီးတကယ့်မိန်းကလေးတွေနဲ့ဆက်ဆံရေးမှာ confidence ပျောက်ဆုံးစေပါတယ်ဒီအရာတွေရဲ့ထောင်ချောက်ကငါထိန်းနိုင်ပါတယ်လူထင်နေမိတာပါပဲ control ထိန်းချုပ်မှုပျောက်သွားပြီဆိုတာကိုသိတဲ့အချိန်မှာခမားဘဝရဲ့ရွှေရောင်အချိန်တွေဟာကုန်ဆုံးသွားပြီဖြစ်လိမ့်မယ် ခမ ्या ကိုဘယ်သူမှလာမကဲကိုခမ ्या ကိုယ်တိုင်ပဲကဲတင်ရမှာပါဒီဗီဒီယိုကနေမိတ်ဆွေကိုအတွက်အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့နဲ့အောင်ဗျာမိတ်ဆွေတို့အတွက်ဘဟုတုတရာစင်နိုင်မဲ့ knowledge video တွေကိုအပတ်စဉ်တင်ပြသွားမှာလည်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ